တန်လွင်မီဒီယာရဲ့ယနေ့တင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းတွေကတော့ပထမဆုံးအနေနဲ့ချီလီနိုင်ငံအလယ်ပိုင်းကမ်းရိုးတန်းအနီးအင်အား 9.5 အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်သွားတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ချီလီနိုင်ငံအလယ်ပိုင်းကမ်းရိုးတန်းအနီးမှာဇူလိုင်လ3ရက်နေ့ညပိုင်းကပြင်းအား 9.5 အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ကြောင်းဂျာမနီဘူမိသိပ္ပံလေ့လာရေးစင်တာကပြောပါတယ်။ငလျင်ဟာအနက်10ကီလိုမီတာမိုင်အားဖြင့် 6.21 မိုင်မှာလှုပ်ခတ်တာဖြစ်တယ်လို့ဂျာမနီဘူမိသိပ္ပံလေ့လာရေးစင်တာကပြောကြားပါတယ်။ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုအတိုင်းအတာကိုမသိရဘဲဒေသဆိုင်ရာအရာရှိတွေကလည်းသတင်းအချက်အလက်ထုတ်ပြန်မှုမရှိသေးဘူးလို့သိရပါတယ်။အင်အားပြင်းငလျင်တွေမကြာခဏလှုပ်ခတ်လေးရှိတာကြောင့်ယခုတစ်ချိန်ငလျင်လှုပ်ခတ်ချိန်မှာဒေသခံတွေကြောက်ရွံ့ပြီးအစာအုပ်ပြင်ဘက်ကိုထွက်ပြေးခဲ့ကြတယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့ Big Job ဦးဆောင်တဲ့နိုင်ငံဖြတ်ကျော်မှုရေးစေဝါကိုင်းကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ Big Job လို့လူတွေသိထားတဲ့အာဖရိကသားဝရမ်းပြေးတယောက်ဦးဆောင်တဲ့နိုင်ငံဖြတ်ကျော်မှုရေးစေဝါကိုင်းကိုထိုင်းရဲတပ်ဖွဲ့ကနှိမ်နင်းပြီးထိုင်းနိုင်ငံသားများနဲ့နိုင်ငံသား73ဦးကိုဖမ်းဆီးလိုက်ပါတယ်။အဆိုပါတန်တရားရှိသူများနဲ့အတူဗတ်တန်း400ကျော်တန်ဖိုးရှိတဲ့ဘင်းဖြူနဲ့ကိုကင်130ကီလိုဂရမ်ကိုလည်းသိမ်းဆည်းရမိခဲ့ပါတယ်။အဆိုပါကိုင်းကထိုင်းမျိုးသမီးတွေကိုချစ်ကြိုက်ချင်အောင်ဆောင်ပြီးနေဆက်ဖြတ်ကျော်မှုရေးစေတည်ဆောင်ခိုင်းနေတာဖြစ်ကြောင်းစစ်ဆေးတွေ့ရှိထားပါတယ်။လများစွာကြာထောင်လန်းစုံစမ်းခဲ့ပြီးနောက်မေလ18ရက်နဲ့ဇူလိုင်1ရက်နေ့ကြားတီးခြားစီးနှင်းမှု6ခုအတွင်းအဆိုပါကိုင်းရဲ့အဓိကနေရာကိုစီးနှင်းနိုင်ခဲ့တာဖြစ်တယ်လို့ရာဇဝတ်မှုနှိမ်နင်းရေးဌာနရဲမှူးချုပ်ပတ္တာနာဆက်ကဇူလိုင်3ရက်နေ့ကပြောကြားပါတယ်။ထိုင်းနိုင်ငံသား9ဦးအပါအဝင်နိုင်ဂျီးရီးယားနိုင်ငံသား5ဦးနဲ့ပိုလန်နိုင်ငံသား2ဦးတို့ကိုထိုင်းအရာရှိတွေကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။နောက်ဆုံးတစ်ပုဒ်အနေနဲ့အီဘိုလာရောဂါကူးစက်ခံထားရကြောင်းအတည်ပြုထားသူ1500ကျော်ရှိလာပြီလို့ကွန်ဂိုကပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကွန်ဂိုနိုင်ငံမှာအီဘိုလာရောဂါကူးစက်ခံထားရကြောင်းအတည်ပြုထားသူ1502ဦးအထိရှိလာပြီးသူတို့ထဲက483ဦးသေဆုံးသွားပြီဖြစ်ကြောင်းကွန်ဂိုအစိုးရရဲ့ဇူလိုင်3ရက်နေ့ကထုတ်ပြန်တဲ့အချက်အလက်တွေမှာဖော်ပြထားပါတယ်။နိုင်ငံအရှေ့ပိုင်းပြည်နယ်တွေဖြစ်တဲ့အိုက်တူရီကီဘူပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းတို့မှာယောဂါကူးစက်သူအများဆုံးဖြစ်ကြောင်းကွန်ဂိုကျန်းမာရေးအရာရှိတွေကပြောပါတယ်။အဆိုပါပြည်နယ်တွေမှာတိုက်ပွဲများလည်းဖြစ်ပွားနေတာကြောင့်စစ်ဆေးဖို့နဲ့ကုသဖို့အခက်အခဲများလည်းရှိနေတယ်လို့သိရပါတယ်။အီဘိုလာရောဂါကူးစက်ခံရပြီးနေမကောင်းဖြစ်လာသူအချို့ကရိုးရာဆေးဝါးတွေနဲ့ကုသဖို့နည်းလမ်းကိုရွေးချယ်နေတာကြောင့်လည်းအခက်အခဲတွေရှိနေပါတယ်။လောလောဆယ်ကွန်ဂိုမှာအီဘိုလာရောဂါကိုစမ်းသပ်ကုသမှုစတင်နေပြီဖြစ်ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကကြေညာထားပါတယ်။